ဒီတခါမှာတော့ဘလောက်အေးတဲ့လူအေးတွေပဲဖြစ်နေဖြစ်တယ်ဘလောက်ပဲတင်းကြီးခံတဲ့လူဖြစ်ပါသေးတစ်ချိန်မှတစ်ချိန်ပြောင်းလဲသွားတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့သူကရှင်းရှင်းလင်းလင်းနဲ့လှလှပပရေးထားတာဖြစ်တယ်ဘလို့ရေးသားထားတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့အဆုံးထိလိုက်ပါကြည့်ရှုလိုက်ပါဦး Okay စလိုက်ကြရအောင် Let's get started Yes I'm the night person but if you cross a line too many times everything can change very quickly စာကြောင်းကဒီလောက်ပဲဒီစာကြောင်းကိုကြောက်တဲ့ပို့ပြီးတော့တိခံမှုကနေပြီးတိမခံတဲ့လူတွေဟုတ်လားတကယ်ကိုအင်္ဂလိပ်စာပညာတတ်တွေတကယ်ကိုတွေ့ရရှင်တွေကပို့ပြီးနားလေသဘောကြမယ်သူကဘာကိုပြောထားတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော် sharing လုပ်ပေးရမယ်ဆိုတော့သူဘာပြောထားလဲ yes ဟုတ်တယ်တဲ့ I'm the night person ငါတကယ်ကိုလူအေးလူကောင်းတယောက်ပါ but ဒါပေမဲ့ if you are cross the line too many times အကယ်၍အချိန်ပေါင်းများစွာငါပေါ်မှာလွန်ကျွံလာမယ်စီးလွန်လာမယ်စီးကျော်လာခဲ့မယ်ဆိုရင်တော့တဲ့ everything can change very quickly အရာရာကမြန်မြန်ဆန်ဆန်ပဲပြောင်းလဲနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကကိုယ့်ပေါ်မှာတင်းကြီးခံတဲ့လူတွေချစ်တဲ့လူတွေကိုကျွန်တော်တို့သိပြီးတော့သူတို့ကိုနိုင်စားလို့မရဘူးသူတို့ကိုခဏနိုင်စားမယ်ဆိုရင်သူတို့ကအချိန်တိုင်းတာတစ်ခုထိပဲရှိပြီးတော့ပြောင်းမြန်မြန်ဆန်ဆန်ပြောင်းလဲသွားမယ်သူတို့ပြောင်းလဲတဲ့မှာဘာကြောင့်ပြောင်းလဲသွားလဲဆိုပြီးကျွန်တော်တို့ကအပြစ်တင်လို့မရဘူးဒါနဲ့ပတ်သက်ပြီးတော့အခြေတဝင်းကိုသိရှိဖို့အတွက်အပေါ်မှာကျွန်တော်ရေးပေးထားတယ်အပေါ်မှာရေးထားတဲ့ဟာကိုဖတ်ကြည့်လိုက်ပါကျွန်တော်တို့ပို့ပြီးတော့ကျွမ်းကျင်တဲ့လူတွေအားလုံးကပို့ပြီးတော့ဒီဟာနဲ့အနှစ်သာရကိုပို့ပြီးမြင်ပါလိမ့်မယ်ဟုတ်ကဲ့ခုလိုမျိုးအဆုံးကြည့်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်မှလည်းဒီလိုကောင်းတဲ့ flow နဲ့အတူတူကျွန်တော်ပြန်လာခဲ့ပါမယ် I love you all see you in my next video bye bye